ကျမ်းမာရေးအတွက်ဖောက်ပင်ရဲ့အံ့မခံအကျိုးကျေးဇူးများကျွန်တော်တို့ခြံဘေးလမ်းဘေးတွေမှာပေါင်းပင်လိုပေါက်နေတဲ့အပင်လေးတွေထဲမှာတကယ်ဆေးဖက်ဝင်တဲ့အပင်တွေပါဝင်နေတတ်ပါတယ်အခုဗီဒီယိုထဲမှာပြထားတဲ့ဖောက်ပင်ကတော့မြမတိုင်းရင်းဆေးပညာအရာရောခေတ်သစ်ဆေးဝါးဗေဒအရာပါအောက်ပါကျမ်းမာရေးအကျိုးကျေးဇူးတွေအတွက်အထူးကောင်းမွန်ပါတယ်ခင်ဗျာ1စီးလန်းချောင်းဆိုင်ရာပြဿနာများဒီအပင်ဟာစီးရွှင်စေတဲ့အာနိသင်ရှိပါတယ်စီးအောင်ခြင်းစီးကြံခြင်းနဲ့စီးလန်းချောင်းပိုးဝင်တာတွေကိုတတ်တာစေပါတယ်ကြောက်ကအတွင်းကအစိတ်အတောက်တွေကိုဖယ်ရှားပေးဖို့ကူညီပေးပါတယ်နှစ်ကိုခံအားစနစ်ကိုမြင့်တင်ပေးခြင်းအသီးမှာဗိုက်တာမင်စီကျွယ်ဝစွာပါဝင်လို့အေးမိနှာစေးချောင်းဆိုးဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်ဓာတ်တိုးဆိုင်ခြင်းဖြစ်စီ antioxidants များစွာပါဝင်လို့ခန္ဓာကိုယ်ရဲ့ cell တွေကိုဖျက်ဆီးမှုကနေကာကွယ်ပေးပါတယ်3ကိုယ်တွင်းရောင်ရမ်းမှုများကိုရှော့ချပေးခြင်းအစိတ်အမြတ်ရောင်းတာအစိတ်အမြတ်ကြိုက်ခဲတာတွေအတွက်ဒီအပင်ကိုကြိုတောက်ခြင်းဖြင့်ရောင်ရမ်းမှုကိုရှော့ချပေးနိုင်ပါတယ်4အသေးနဲ့သွေးတန်ရှင်းမှုတိုင်းစေးအယူဆအရာကိုယ်တွင်းအပုတ်အပုတ်တွေကိုကင်းစင်ပြီးတော့အသေးရဲ့လှုပ်ဆောင်ချက်ကိုကောင်းမွန်စေပါတယ်သွေးအတွင်းကတကြားဓာတ်ကိုထိန်းညှိပေးနိုင်တဲ့အာနိသင်ရှိတယ်လို့လည်းအချိုးလေးလာမှုတွေမှာဖော်ပြထားပါတယ်5မျက်စိကျန်းမာရေးအသီးမှာဗိုက်တာမင် A နဲ့ carotenoids တွေပါဝင်လို့အမြင်အာရုံကိုကြည်လင်စေပြီးမျက်စိအတွင်းတင်ဖြစ်ပွားမှုကိုရှော့ချပေးပါတယ်ဘယ်လိုသုံးစွဲရမလဲဗီဒီယိုထဲမှာပြထားတဲ့အတိုင်းအပင်တစ်ပင်လုံးကိုရေစင်အောင်စီးလက်ဖက်ရည်တောက်တယ်လို့မျိုးတစ်ဖက်ကို2ကြိမ်ကနေ3ကြိမ်ထိပုံမှန်တောက်နေပါတယ်တခြားအနှင်းကြီးရောပြီးအသုံးပြုနိုင်ပါတယ်တတိပြုရန်အသီးစိမ်းတွေမှာအစိတ်အတောက်အနှင်းငယ်ပါနိုင်လို့အသီးကိုစားမယ်ဆိုရင်ဝါဝင်းပြီးမှတ်နေတဲ့အသီးကိုပဲစားသင့်ပါတယ်တတိပြုရန်အပင်တိုင်းကတော့တန်းစီလုံးပြီးဖြစ်တတ်တာကြောင့်ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးတင်းတောက်ပဲသုံးဆွဲဖို့အကြံပြုချင်ပါတယ်ခင်ဗျာကိုဝင်ဆောင်မိခင်တွေနဲ့နိုးတိုင်မိခင်တွေကတော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှသုံးဆွဲဖို့အကြံပြုလိုပါတယ်ခင်ဗျာ